Vipassana Mahagana Tadama Sodaka Tin John Doji Twin Sin Chimba Pilo Adi Vipassana Mahagana Yung Kamatan Dai Di Town Jin Nidaya Bhi Madaya Dhamma Pusa Atu Dhamma Tabe Kana Naiကျောင်းတိုင်းကမှများဤစုပေါင်းအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောကပ္ပတိတ၍အကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမိယံကာလံကရွန်တောတိဒုက္ခရနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာချစ်လက်အသက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝဲငါးသွဲအစုအလုံးခဲရင်တော်မူတော်အဖြစ်ယံဤတန်ကျိုးကုတ်အားထုတ်တော်မူရရလက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝမ်းကိုရောဤပမန်ခြင်းတို့ကတောဘဝတဏ္ဍချိန်ဖျားစွာရောက်တော်မူခဲ့ရာရှာလိပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့နမောယုတိပြောင်းပြော့မှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကပ္ပတိတ၍ဝိပဿနာမဟာခန္ဓာယုံမဟာခန္ဓာယုံကမ္မထန်တိုက်ကြီး1289ခုနှစ်ကစတင်တည်ထောင်ဖွင့်လှစ်ပြီးယခု1389ခုနှစ်မှာနှစ်တရာပြည့်တဲ့ခါသမယရောက်ရှိလာခဲ့နှစ်တရာအတော်အတွင်းမှာအပြောင်းလဲတွေအများကြီးဖြစ်သွားပြီမမြဲတဲ့သင်္ခါရသဘောတရားတွေကိုလည်းသဘာဝတရားကြီးကထင်ရှားပြသွားပရမဆုံးဝိပဿနာမှာကဏ္ဍယုံကမ္မဋ္ဌာန်းတိုက်ကြီးကိုဥစီတည်ထောင်သွားတဲ့ဆရာတော်ဘုရားကြီးထိုဆရာတော်ဘုရားကြီးမရှိတဲ့နောက်မှာဒုတိယစံငင်းဆရာတော်ဘုရားကြီးဒုတိယဆရာတော်ဘုရားကြီးနောက်မှာတတိယဝိပဿနာဆရာတော်ဘုရားကြီးတို့အသီးသီးဒီဝိပဿနာကမ္မဋ္ဌာန်းကျောင်းလိုက်ကြီးကိုစီမံအုပ်ချုပ်ပြီး
အခုလိုနှစ်တရာရောက်သည့်ထိအောင်စင်စစ်မပြတ်စီကံတကြထိမ့်ကွက်ပြီးဥဆောင်သွားခဲ့ကြတာခုနှစ်တရာပြည့်ကိုရောက်ခဲ့ပြီအဲ့တော့နှစ်တရာပြည့်ကိုရောက်ရှိတဲ့အချိန်မှာမျက်မြင်ကိုယ်တွေတွေ့ကြရတယ်လို့မတွေ့ကြရတဲ့ပုဂ္ဂိုလ်တွေလည်းဒီနေရာဒီချောင်းနဲ့ဆက်ပြီးတော့အများကြီးရှိမှာပေါ့ဘုန်းကြီးတို့တွေကဒီချောင်းကို1312ခုနှစ်ကစနေသားအရွယ်ကဒီချောင်းကိုရောက်ရှိပြီးစတင်နေထိုင်ခဲ့ကံကောင်းလို့နှစ်တရာပြည့်ပွဲနဲ့ဆုံစည်းရတယ်လို့ပြောအောင်နှစ်တရာပြည့်ပွဲနဲ့မဆုံစည်းတဲ့ပုဂ္ဂိုလ်တွေအများကြီးဖြစ်သွားပြီငယ်သူရောကြီးသူရောဒီကြောင့်နဲ့ပတ်သက်ပြီးအသက်အရွယ်ကြီးလို့မဆုံရတာလည်းမဟုတ်ဘူးငယ်ရွယ်သားနဲ့မဆုံရတဲ့ပုဂ္ဂိုလ်တွေလည်းရှိဘုန်းကြီးတို့နဲ့ရွယ်သူတန်းသူတွေလည်းပဲဒီချောင်းမှာငကိုယ်တော်ကငယ်စဉ်ကအတူတကွသတင်းသုံးပေါ်ဖြစ်နေထိုင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေလည်းမရှိကြတဲ့ပုဂ္ဂိုလ်တွေမရှိတော့မြတ်စွာဘုရားဟောထားတဲ့သဘာဝတရားကြီးဟာဘယ်ခေတ်ဘယ်ခါဘယ်ကာလမှာဖြစ်ဖြစ်သာဝရမှန်းနေမှာဖြစ်တယ်နှစ်တရာပြည့်ပွဲဆင်ကျင်းပတဲ့အခါမှာတစ်ဖက်ကလည်းတန်ဝေကဖြစ်เสียတစ်ဖက်ကလည်းပဲခုလိုနှစ်ပေါင်း100ထိအောင်တည်တတ်လာဆရာကောင်းသမားကောင်းတွေဥဆောင်ပြီးတော့ကျိုးပန်းခဲ့လို့ဝိပဿနာကဏ္ဍယုံသာသနာတော်ကြီးဟာဝိပဿနာမဟာကဏ္ဍယုံကမ္မထတိုက်ကြီးကိုဘ ਹੁ ပြုပြီးထားတဲ့ဆရာတော်ကြီးတွေချမှတ်ထားတဲ့အဆုံးအမဩဝါဒတွေဟာခဏိထိတည်ရှိနေတာတော့မမြဲတဲ့အရာတွေကတန်ဖိုးရှိဆုံးအရာတွေပဲလို့ပြောပါဖြစ်တယ်ရုပ်ဝတ္ထုတိုးတက်မှုဆိုတာဟာလွယ်ကူတော်လဲစိတ်ဓာတ်ပိုင်းဆိုင်ရာအသိပညာဆိုင်ရာကိုယ်ကျင့်တရားဆိုင်ရာကြာရှိစွာထိမ့်သိမ့်ထားဖို့ဆိုတာအလွန်ခဲနေပေါ့ကိုယ်ဟာဆရာကောင်းသမားတော်ချမှတ်ထားတဲ့လမ်းစဉ်မပြည့်နှစ်တရာကာလပတ်လုံးကျေးဇူးရှင်ဝိပဿနာဆရာတော်ဆက်ဆက်ဆုံးမသွားတဲ့ဆုံးမဩဝါဒတွေဟာတည်တံ့နေတာဖြစ်တယ်အဲ့ဒါကချစ်ကျူးစရာပဲနှစ်တရာရဲ့တန်ဖိုးဆိုတာအမှန်တမ်းကြီးမားတယ်အခုလိုနှစ်ပေါင်း100တည်တံ့တယ်လို့ဒီဆရာတော်ဘုရားကြီးတွေရဲ့ဆုံးမဩဝါဒမြတ်စွာဘုရားဘာတည်တဲ့၍တည်သွားမယ်ဆိုရင်မေတ္တာမတန်ဖိုးရှိမှာဖြစ်တယ်ပြောင်းလဲမှုတွေဆိုတာတော့အများတန်းရှိနေမှာပဲဒီကနေ့ခေတ်တည်ပြီးရင်နောက်တစ်ခေတ်ရောက်တဲ့အခါမတူညီတဲ့ပြောင်းလဲမှုသို့တော့ပြောင်းလဲမှုဆိုတဲ့နေရာမှာတိုးတက်ပြောင်းလဲမှုကိုမျိုးကြိုဆိုကြရမှာဖြစ်တော့ဆွေးရုပ်ပြက်ပြားသွားတဲ့ပြောင်းလဲမှုမျိုးကိုတော့မဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ကြရုပ်ပိုင်းဆိုင်ရာတိုးတက်လာသလိုကိုကျင့်တရားပိုင်းဆိုင်ရာတို့ဆရာတော်ဘုရားကြီးတွေချမှတ်ဆုံးမဟောကြားခဲ့တဲ့တရားဓမ္မတွေပြန်ပွားမှုဆိုင်ရာတို့အဲ့ဒီတိုးတက်မှုကအဗ္ဗဓမ္မအရေးကြီးတဲ့တိုးတက်မှုဒီတိုးတက်မှုတရုပ်ဖော်ပြတဲ့အနေနဲ့နှစ်တရာပြည့်ပွဲတိုင်အောင်ဆရာတော်ကြီးရဲ့ဆုံးမကြီးတွေဟာဒီမှာတည်ရှိတယ်ဒီကြောင့်ရဲ့ထူးခြားချက်ကတော့မေတ္တာဘာဝနာပွားပြီးမြတ်ဗုဒ္ဓရဲ့ခုံကြီးတွေကိုထူးတနည်းအာယုံပြုရတဲ့ကမ္မထန်တိုက်ကြီးမှာတရားရည်ရဲ့အသားလုံးဝရှောင်ကျဉ်ပြီးတော့တတ်တလွတ်စားရတယ်ဆိုတဲ့အခြေအနေကအမှန်တမ်းထူးခြားတယ်တချို့ကလည်းမေးကြအောင်တတ်တလွတ်စားရုံနဲ့တရားဓုရနိုင်သလားပြောမယ်ဆိုလို့ရှိရင်မိမိရဲ့စိတ်ပေါ်မှာအဓိကရှိတယ်မိမိတတ်တလွတ်စားခြင်းရဲ့ရည်ရွယ်ချက်ဟာတရားရည်ပေါ်မှာမေတ္တာထားဖို့အကျဉ်းတရားထားမှုကိုလက်တွေ့ပြသတဲ့အနေနဲ့
တတ်တယ်လို့စားပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်မယ်ဆိုရင်စိတ်ရဲ့ဖြူစင်မှုတွေဟာတည်တည်ချာချာတရားတွေရဲ့အသားကိုစားပြီးတော့ကျင့်တာတရားကိုပြတာတဲ့တတ်တယ်လို့စားပြီးတော့အကျင့်တာတရားကိုပြတာပို့ပြီးတော့သဘာဝကြတယ်လို့ဆိုနိုင်သို့တော့ဘယ်စားစားကိုပဲစားစားမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားခဲ့တဲ့အတိုင်းအာမခန္ဓာသုံးမှာတကယ်လူတွေကိုဒုက္ခပေးနေတဲ့အရာဟာအစာအာဟာရမဟုတ်ဘဲနဲ့ထိုအစာအာဟာရပေါ်မှာတတ်မဲ့တဲ့တဏှာသည်သာလျှင်အညစ်အကြေးဖြစ်တယ်ပေါ့တတ်တတ်လွတ်ပေါ်မှာပဲတတ်မဲ့တတ်တတ်မလွတ်တဲ့အသားပေါ်မှာပဲတတ်မဲ့ရတ္တတဏှာဆိုတာဒီသာလျှင်သရဝါတွေကိုနှိမ့်ဆက်နေတဲ့အရာကိလေသာတရားဖြစ်တယ်ဒါကြောင့်ရတ္တတဏှာကိုဖယ်ရှားမှုကအဓိကထိုရတ္တတဏှာမလိုက်ဖဲနဲ့ရသမျှနဲ့ခြေနဲ့ရောင်ရဲခြင်းမိမိပတ်ဝန်းကျင်မှာတောတောင်မှာရှိတဲ့တိဥတိဖုနဲ့ပဲရောင်ရဲကြည်နိုင်ခြင်းဆိုရယ်ရောင်ရဲမှုတန်လေခဂုံကိုတော့တတ်တယ်လို့စားခြင်းကတိုးတက်မှုပို့ပြီးတော့သူတော်ကောင်းတွေရဲ့သိက္ခာကိုပို့ပြီးတော့ထင်ရှားစေတယ်လို့ဒီလိုဆိုရမှာမြတ်စွာဘုရားကအများကိုတတ်တယ်လို့စားဖို့တိုက်တွန်းခဲ့တာမဟုတ်တော့လည်းပဲတန်လေခဂုံတန်တုဋ္ဌိဂုံတွေနဲ့ချိလိုက်မယ်ဆိုလို့ရှိရင်တော့စားနိုင်သူတွေအတွက်မှာမတ္တမချီးမားတဲ့အတုယူဝယ်အကြဝယ်မေတ္တာဘာဝနာရဲ့အခြေခံကြတဲ့အနေအထားမျိုးလို့ဆိုရမှာပါဘာပဲဖြစ်ဖြစ်ဆရာတော်ဘုရားကြီးချမှတ်ထားတဲ့ဒီလမ်းစဉ်ဟာဒီကနေ့ထိအောင်ဒီကြောင့်ဒီကမ္မဋ္ဌာန်းတိုက်ကြီးမှာရှင်သန်နေတယ်လို့အဲ့ဒီရှင်သန်မှုကပို့ပြီးတော့အဓိကကြတယ်အဲ့ဒီရှင်သန်မှုနဲ့ဆက်လက်ပြီးတော့နှစ်တရာကနေပြီးနောက်နှစ်ပေါင်း200ကနေ300 400စသဖြင့်ကဘာတီတရွေ့ဆရာတော်ဘုရားကြီးရဲ့အဆုံးအမလမ်းချောင်းတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေလို့အခုလိုနှစ်တရာပြေပွဲမှာအာကျုမှတ်တဲ့အဋ္ဌံစိတ်တွေနဲ့လိုက်နာဆောင်ရွက်ဖို့ပထမကောင်းပါကဘာတီတရွေ့ဆိုတာကောင်းတဲ့အရာတွေမှန်သမျှဟာကြာရှည်စွာတည်လေတန်ဖိုးရှိနေပါမယ်အဆုံးအမတရားတော်တွေဟာကြာရှည်တည်လေတန်ဖိုးရှိနေ50ဇတ်တိထဲမှာကြည့်မယ်ဆိုရင်ကောင်းတဲ့အဆုံးအမတရားတွေဥပမာမယ်နမူနာပြောရမယ်ဆိုရင်တုံတိလဇတ်မှာလာတဲ့မြတ်ဗုဒ္ဓရဲ့အလောင်းလျာရဲ့ကောင်းမြတ်တဲ့အဆုံးအမဩဝါဒတွေဟာအနှစ်6000ထိအောင်တည်တတ်တယ်လို့သူတို့ဆိုတယ်တဖန်ကုက္ကုရဇတ်မှာလာတဲ့မြတ်စွာဘုရားအလောင်းရဲ့အဆုံးအမဩဝါဒတွေဟာအနှစ်1000တည်တယ်လို့သူတို့ဆိုတယ်အဲတော့ကောင်းမြတ်တဲ့အရာတွေဟာလောကကြီးမှာတည်ထမ်းနေသမျှလောကသားတွေရဲ့အကျိုးကိုတည်ပိုးမှာပဲဖြစ်တယ်ကောင်းကျိုးချမ်းသာတွေရဖို့ဆိုတာအဆုံးအမတရားတွေရှိနေဖို့လိုအပ်တယ်ဒါကြောင့်ဘုရားသာသနာစိရန်ဒိဋ္ဌတုဆိုပြီးငုံငင်ကျူလကပ္ပထိတိဆိုတဲ့စကားကဘာတည်တဲ့၍တည်ရှိသွားတဲ့အမွေထူးခြားချက်တွေကဘာမှာဗဒကဘာတစ်ခုလုံးဟာဒီကဘာမှာတည်ရှိနေတဲ့အဖြစ်အပျက်တွေပဲဖြစ်တယ်ပေါ့ဒီကဘာမှာဖြစ်ပျက်ခဲ့ပြီးဒီကဘာမှာတည်ရှိနေတဲ့ဖြစ်ပျက်များလို့ကဘာတည်တဲ့၍တည်ရှိအောင်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေသူတော်စင်တို့ရဲ့ဆုံးမတရားတော်တွေကဘာတည်တဲ့၍တည်ရှိနေဖို့အမှန်တမ်းအရေးကြီးတယ်ကပ္ပထိတိယပါတိဟာရိယလို့ခေါ်တယ်ကဘာတည်တဲ့တည်နေတဲ့အံ့ဩဖွယ်၄မျိုးဆိုတာကိုစာပေကျမ်းဂန်မှာဖော်ထုတ်ထားတာဒီကနေ့မှတ်သားကြည့်ရအောင်ကဘာတည်တဲ့၍တည်တဲ့အရာ၄မျိုးဆိုတာ50ဇတ်တော်မှာဒီအချက်ကိုဖော်ပြထားတာရှိတယ်ပေါ့အဲ့ဒီမှာ
มัตตเมหิกัปปิสัตตาริกัปปัฏฐิยานิกัปปัฏฐิยะปาฏิหาริยานิနာမှာဒီကဘာကြီးမှာတဲ့ကဘာပတ်လုံးတည်ထက်နေမဲ့ထူးဆန်းအံ့ဩပဲအရှိန်တကူရှိန်ဝါတွေဟာ၄မျိုးရှိတယ်ဘယ်လိုမျိုးတော့လို့ဆိုတာကိုတစ်ခုစီထုတ်ပြတဲ့အခါမှာစန္ဒီတတလက္ခဏာအဲ့တော့ကဘာတိုင်းမှာလဆိုတာပါတယ်စัจ java လာတစ်ခုကိုဖွဲ့စည်းတဲ့အခါမှာလာတစ်စင်းနေတစ်စင်းမြင့်မို့တောင်းနတ်ပြည်6ထပ်လူပြည်ဆိုတာတွေနဲ့စัจ java လာတစ်ခုကိုဖွဲ့စည်းထားတာဖြစ်တယ်အဲ့ဒီထဲမှာကဘာတိုင်းမှာရှိတဲ့လနဲ့အခုဗဒ္ဒကဘာမှာရှိတဲ့လမတူဘူးလို့ဆိုရမှာဖြစ်တယ်။ဘာကွဲပြားခြားနားတယ်လဲလို့ဆိုရင်ဗဒ္ဒကဘာမှာအခုဘုန်းကြီးတို့တွေကနေ့တွေ့ရှိနေရတဲ့ကောင်းကင်ကလမှာယုံတစိတ်အမှတ်လေးပါနေတယ်ပေါ့။တခြားလတွေမှာဒီယုံတစိတ်ပါမှာမဟုတ်ဘူး။တခြားကဘာတွေမှာရှိတဲ့လမှာယုံတစိတ်ပါမှာမဟုတ်ဘူး။ဒီဗဒ္ဒကဘာမှာရှိတဲ့လမှာတော့ယုံတစိတ်ကလေးယုံကလေးပါရှိနေတယ်ဆိုတာစန္ဒီတတလက္ခဏာတက္ကလံပိနာမကပ္ပံထတ္တိလာထဲမှာရှိတဲ့ယုံအမတ်တစိတ်ကလေးဟာကဘာတီရွှေ့သည်တီရှိမှပဲဒါကြောင့်မို့မန္တလေးမြို့မလင်းဆန်လူအသင်းကြီးရဲ့ဒီအမတ်တစိတ်မှာလာလေးနဲ့ယုံလေးထည့်ပြီးတော့ပြထားတာအဲ့ဒီအထိပ်ပဲဘာကြောင့်ဒီကိုယုံကိုဂုံပြုရတယ်လဲဘာကြောင့်ဒီယုံတစိတ်လေးဟာလပေါ်မှာတစိတ်ခတ်နှိပ်ပြီးတော့ဂုံပြုထားတာလဲလို့ဆိုလို့ရှိရင်တတ္တပဏိတဇတ်ဆိုတာ950ထဲမှာထင်ရှားရှိတယ်ပေါ့အဲ့ဒီတတ္တပဏိတဇတ်မှာပါရှိတဲ့အချက်ကိုကြည့်ပြီးဒီယုံတစိတ်လေးဟာပေါ်ထွန်းလာခဲ့တာဖြစ်တယ်တတ္တပဏိတဇတ်ဆိုတာ316ဇတ်မြောက်950ထဲမှာ316မြောက်ဇတ်ပဲဖြစ်တယ်အဲ့ဒီဇတ်ထဲမှာတူနဲ့တူမျိုးမတူတော့လည်းပဲကုသိုလ်ကောင်းမှုလုပ်ဖို့မိတ်ဖက်ခင်မင်ရင်းနှီးကြတဲ့အပေါင်းအသင်းမိတ်ဆွေ၄ဦးရှိတယ်တိရစ္ဆာန်၄ဦးပေါ့တကောင်ကတော့ဖြန်းတကောင်ကတော့မြောက်တကောင်ကမြေခွေးပြီးတော့ယုံကလေးအဲ့ဒီတရား၄ကောင်ဟာတူလက်တွဲပြီးတော့ညီညွတ်ညွတ်နဲ့နေထိုင်ကြတာဒါလည်းအံ့ဩဖွယ်တစ်ခုတရားတွေဟာထူးထူးဆန်းဆန်းဒီခွေးမျိုးမတူတော့လည်းပဲအကျဉ်းတရားမေတ္တာတရားတွေနဲ့ဆောင်းလျှောက်ကြတဲ့အနေအထားမျိုးတွေရှိကြတယ်အဲ့ဒီထဲမှာယုံကလေးရဲ့ဒီဒါနကောင်းမှုလုပ်တဲ့နေရာမှာသူ့ရဲ့အံ့ဩဖွယ်ကောင်းလောက်အောင်စွန့်လွတ်မှုဒါနလုပ်တဲ့အခါမှာခန္ဓာကိုယ်အသက်ကိုမငဲ့ကွက်ဖက်နဲ့စွန့်လွတ်ခဲ့တဲ့သူ့ရဲ့ဒါနကိုဒီဒါနတရားကိုအမှန်သာပြုပြီးတော့လပေါ်မှာသူ့ရဲ့ပုံရိပ်တစ်စိတ်ဟာပေါ်လာခဲ့တာဖြစ်တယ်။ဒါလည်းဘယ်အရာပဲဖြစ်ဖြစ်ကောင်းတဲ့အရာလုပ်တဲ့အခါမှာသူများတဲ့ထူးချွန်တဲ့အလုပ်မျိုးလုပ်တဲ့ပုဂ္ဂိုလ်တွေဟာခုံပြုတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဥပုသ်နေ့တစ်နေ့မှာဖြံကလည်းဥပုသ်ဆောင်မှုမြောက်ကလည်းဥပုသ်ဆောင်မှုမြေခွေးကလည်းဥပုသ်ဆောင်မှုဆိုရင်အဲ့ဒီဥပုသ်ဆောင်မဲ့နေ့မှာဆိုရင်သူတို့မှရှိတဲ့အရာလေးတွေကိုပေးလှူပြီးတော့သူတို့ဟာဥပုသ်ဆောင်ကြမယ်ဆိုယုံပညာရှိရဲ့အဆုံးအမကိုလိုက်နာပြီးတော့သူတို့ကျင့်သုံးနေထိုင်ကြတာဖြစ်အဲ့ဒီအချိန်မှာယုံပညာရှိကလည်းသူကစဉ်းစားတယ်ငါမှဆံလည်းမရှိဘူးနှမ်းလည်းမရှိဘူးပဲလည်းမရှိဘူး
ပိုင်ဆိုင်တဲ့ပစ္စည်းဆိုတာတခုမှမရှိဘူးအကယ်၍များတစုံတစ်ယောက်ကလာပြီးတော့လှူခံမယ်ဆိုရင်ငါစားတာလည်းမြတ်ဆိုတော့လှူခံတဲ့ပုဂ္ဂိုလ်ကအစားမှမဟုတ်ဘူးဒီမြတ်ကိုအဲ့တော့ယုံသားဆိုတာတော့ကြိုက်ကြတယ်ပေါ့လူတွေမြတ်နိုးတယ်အဲ့တော့ငါရဲ့အသားကိုပဲငါလှူဒန်းမယ်လို့သူစိတ်ထဲမှာအဲ့ဒါလိုနှလုံးသွင်းပြီးတော့နေတာယုံပညာရှိရဲ့စိတ်တွေသဘောထားကိုစမ်းသပ်ဖို့ဆိုပြီးတရားမင်းကဆင်းလာပြီးဖြန်စီသွားလှူခံတယ်မြောက်စီလှူခံတယ်မြေခွေးစီလှူခံတယ်နောက်ဆုံးယုံစီရောက်လာတယ်ဆိုပါစို့ရောက်လာတဲ့အခါမှာသူဟာဘယ်လောက်စွန့်စားတယ်လဲဆိုရင်သူ့မှာညက်ဖယ်ရှိတယ်စံစီစားမရှိဘူးတရားမင်းကပုံနားအောင်ဆောင်ပြီးတော့လာပြီးတော့လှူခံသူတို့စားမဲ့အစားအစာလူဖြစ်သည့်အတွက်ကြောင့်မြက်ကိုတော့စားမှာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့အသားကိုပဲစွန့်လူမယ်သူ့ကိုတတ်မယ်ဆိုရင်တစ်ဖက်သားဟာပါဏာတိပါဒကံထိုက်သွားအောင်မယ်အဲ့ဒါကြောင့်မို့လို့ပါဏာတိပါဒကံမထိုက်ဘဲနဲ့သူ့အသားကိုစားခွင့်ရအောင်သူစီမံတယ်မိဖို့ခိုင်းတယ်မိဖို့ခိုင်းပြီးမိဘဖို့ပြီးပြီဆိုတဲ့အခါမှာသူခန္ဓာကိုယ်မှာရှိတဲ့ကတ်နေတဲ့ပိုးမွားလေးတွေသူမိဘုံနဲ့ခုံဆင်းတဲ့အခါမှာသိဆုံးကုန်မှာစိုးသည့်အတွက်ကြောင့်တတ်တဲ့ညခန္ဓာကိုယ်လှုပ်ခါပြီးတော့ပိုးကောင်လေးတွေလွင့်စင်သွားကြိုးစားတယ်ပြီးတဲ့အခါကျတော့ရဲရဲဝုန်းဝုန်းနဲ့သူ့ရဲ့အသက်ကိုစွန့်ပြီးသူ့အသားကိုကြက်တဲ့အခါမှာဆယ်စားပါဆိုပြီးအလူကံပုဂ္ဂိုလ်ရဲ့ရှေ့မှာပဲမိဘုံနဲ့ခုံဆင်းခဲ့တယ်ဆိုတဲ့စွန့်ရည်တတ္တိပေါ့နော်အဲ့ဒါလို့ရဲရဲနဲ့ဒါနသူရလူချင်းတန်းမြင့်ကိစ္စမှာအပြင်ကဗဟိတပစ္စည်းမျိုးကိုပိုင်ဆိုင်တဲ့ပစ္စည်းမျိုးကိုလှူတာမျိုးမဟုတ်ဘဲနဲ့အသက်ကိုစွန့်ပြီးတော့လှူတဲ့ဒါနမျိုးဒါနပရမတ္ထပါရမီဆိုအမြင့်ဆုံးဒါနမျိုးလုပ်ကင်ခဲ့တယ်အံ့ဩဖွယ်ကောင်းလာတဲ့ယုံရဲ့စွမ်းဆောင်မှုဒါနပါရမီကိုဂုဏ်ပြုတဲ့အနေနဲ့လာထဲမှာတရားမင်းကယုံတစိတ်ခတ်နှိပ်ပေးခဲ့တယ်လို့ဆိုတယ်အဲ့ဒီယုံတစိတ်ဟာဒီကဘာတည်တဲ့၍တည်နေမဲ့ယုံတစိတ်ပဲဖြစ်တယ်ပေါ့ဘယ်ခါပဲကြည့်ကြည့်လာတဲ့ဟာမပြည့်ပြည့်ပဲနဲ့တည်ရှိနေမှာဖြစ်တယ်အဲ့ဒါဟာဂုံပြုတာယုံကိုဂုံပြုတာမဟုတ်ဘဲနဲ့ယုံရဲ့တဏ္ဍာမှာဖြစ်တဲ့စွန့်စားရဲတဲ့စွန့်ရဲတဲ့စွန့်ရည်တတ္တိကုသိုလ်ရေးရမှာစွန့်ရဲတဲ့တတ္တိဂုံပြုလိုက်တာပဲဖြစ်တယ်ပေါ့လောကမှာအဲ့လိုထူးခြားအောင်ပဲအဖြစ်ပြက်မျိုးတွေကိုမှတ်တမ်းတင်ပြီးတော့ဂုံပြုကြရတယ်ဆိုတာခဏထီအောင်ပဲရှိတယ်အေးဒီယုံလေးကိုဂုံပြုတဲ့အနေနဲ့လပေါ်မှာယုံတစိတ်ခတ်နှိပ်ပေးလိုက်ခြင်းဟာလေဒီတကဘာပတ်လုံးဟာကဘာတည်တဲ့၍တည်ရှိနေမယ်အမှတ်တစိတ်လက္ခဏာပဲဖြစ်တယ်ဒါကတစ်ခုနော်ဒီလိုထူးခြားတဲ့အရည်အသွေးရှိတဲ့ပုဂ္ဂိုလ်တော်ရရဲ့အရည်ချင်းကိုမှတ်တမ်းတင်ထားတယ်နောက်တစ်ခုကတော့ဘုရားလောင်းငုံတော်လေးဖြစ်တဲ့အချိန်တုန်းကသူ့ရဲ့စွမ်းဆောင်မှုကလည်းပဲတာမန်ပုဂ္ဂိုလ်တွေစွမ်းဆောင်တာနဲ့မတူဘူးအလွန်ကြီးမားတဲ့စွမ်းဆောင်မှုဖြစ်တယ်ဒါကြောင့်မို့ဝဋ္ဌကသာတကေငုံဇတ်မှာအခိနောနေကုတဌာနံတကလံပိဣမံကပ္ပံအခိနာဇာယေတတိအဲ့ဒီငုံလေးသစ္စာပြုတ်သွားတဲ့နေရာဟာဘယ်တော့ခါမှမီးရှို့လို့ရမှာမဟုတ်ဘူးမိမလောင်ဘူးလို့သူတို့ဆိုလို့နော်အားလုံးသိကြတဲ့အတိုင်းဝဋ္ဌပရိတ်ထဲမှာငုံလေးရဲ့စွမ်းဆောင်မှုကိုပြဆိုထားတာဖြစ်တယ်အဲ့ဒီမှာမီးမလောင်တဲ့နေရာဘလောက်ပဲမီးတွေဟာလောင်ကျွမ်းလာတော့လေအဲ့ဒီနေရာရောက်ရင်မီးဟာငြိမ်းစမြဲပဲပင်လယ်နဲ့တွေ့တဲ့အခါမီးဟာရှေ့ဆက်မလောင်နိုင်တယ်လို့ပဲအဲ့ဒီနေရာမှာဘယ်တော့မှမီးမလောင်ဘူးဒါလည်းပဲကမ္ဘာရဲ့အမွေတစ်ခုအနေနဲ့ဖော်ပြထားပါ950ဇန်နိဘတ်တွေထဲမှာ35ခုမြောက်ဇတ်ဖြစ်တဲ့ဝဋ္ဌကဇတ်မှာဒီအချက်ကိုမှတ်တမ်းတင်ပြီးတော့ဖော်ပြတာဖြစ်တယ်
မြတ်စွာဘုရားသခင်ကိုရောမြတ်ယဟန်တော်တွေနဲ့ခြံရံပြီးတော့မကရတိုင်းမှာခရီးကြွတယ်အဲ့ဒီလိုခရီးကြွတဲ့အချိန်မှာတော်လန့်ခရီးကိုဖြတ်သွားတော့အဲ့ဒီတောအုပ်ကြီးမှာမိထလောင်မိလောင်နေဆိုတာခုခေတ်မှလည်းကြည့်အင်မတန်မှအန္တရာယ်ကြီးတယ်ပေါ့နိုင်ငံသားတွေမှာမကြခင်ကမိလောင်သွားတယ်ဆိုတာကြောက်စရာကြီးတယ်တောထဲမှာမိလောင်ပြီးဆိုရင်အလွန်ကြောက်စရာကောင်းတယ်ဖះနဲ့ယဟန်တွေတောအုပ်ကြီးကိုဖြတ်တန်းနေတဲ့အချိန်မှာအဲ့ဒီတောကြီးကိုမိလောင်လာတယ်မိလောင်လာတဲ့အခါမှာပုရုဇဉ်ယဟန်တွေကြောက်လန့်တကြားဖြစ်ကြတယ်နောက်ဆုံးမှာမြတ်စွာဘုရားထံစုဝေးပြီးတော့တွားရောက်ကြမြတ်စွာဘုရားကအဲ့ဒီတောတွင်တနေရာမှာမြတ်စွာဘုရားသတင်းသုံးနေထိုင်တဲ့နားမှာယဟန်တွေဟာစုပြုံပြီးတော့မိမိတို့စီရောက်လာမဲ့မိဘအန္တရာယ်ကိုကြောက်ရွံ့စွာစောင့်မျှော်နေကြတယ်တချို့ယဟန်တွေကလည်းပဲမိအန္တရာယ်ကင်းဖို့အတွက်သူတို့ထဲမှာပါလာတဲ့မိပုတ်ချီပုတ်ကုံတွေနဲ့မိလှုပ်ပြီးတော့ကြိုတင်ပြီးတော့မိရှိုးကိုကြိုးစားကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တချို့ကလည်းမြတ်စွာဘုရားရှိနေတာပဲတို့ဘာကြောက်စရာလို့လဲဖះနာမှာပဲနေကြမယ်ဆိုအဲ့ဒီလိုနေတဲ့အချိန်မှာတဟုံးဟုံးလောင်လာတဲ့အရှိန်အလွန်ပြင်းတဲ့တောမီးကြီးဟာမြတ်စွာဘုရားပတ်ပတ်လေခေါဏကနေရာလေးတစ်ခုကိုရောက်တဲ့အခါမှာအဲ့ဒီနေရာမှာလုံးဝမီးမလောင်တော့ပဲနဲ့မီးတွေငြိမ်းသွားတယ်ဒီနေရာရောက်တာနဲ့မီးကငြိမ်းသွားတယ်ရှေ့ဆက်လောင်နိုင်စွာမရှိဘူးဘယ်သူမှလည်းမငြိမ်းပဲနဲ့မီးဟာအလိုလိုအရှိန်ကုန်ငြိမ်းသွားတယ်ထူးဆန်းအံ့ဩဖွယ်ကိုတွေ့ကြတယ်ယဟန်တွေကမြတ်စွာဘုရားဟာတကူကြည့်လိုက်တာလောင်လာတဲ့မီးဟာဘုရားနာရောက်တော့မလောင်ဘူးလို့ဆိုတော့မြတ်စွာဘုရားဒါငါရဲ့အစွမ်းတကူမဟုတ်ဘူးအတိတ်ဘဝတုန်းကငါသစ္စာပြုခဲ့တဲ့နေရာဟာဒီနေရာပဲဒါကြောင့်မို့သစ္စာရဲ့အစွမ်းတကူသာဖြစ်တယ်ဆိုပြီးမြတ်စွာဘုရားဒီဇတ်လေးကိုခေါ်တာအတိတ်ဘဝတစ်ခုမှာကံကောင်းအကြောင်းမလားလို့ဘုရားလောင်းဟာတိရစ္ဆာန်ဘဝရောက်ရတယ်အဲ့လိုရောက်တဲ့အချိန်မှာဒီနေရာလေးမှာသူ့အတိုက်ကလေးတဲ့သူဟာအမတန်မှအတောင်လေးတွေပေါက်တော့လဲအမတန်မှနုနေတဲ့အချိန်လေးမှာတော်မီကြီးကအခုလိုပဲလောင်းလာခဲ့တယ်လောင်းလာတဲ့အခါမှာတောထဲကအကောင်တွေအကုန်ပြေးထွက်သွားကြတယ်သူ့ရဲ့မိဘနှစ်ပါးဟာလည်းသူ့ကိုစွန့်ခွာပြီးတော့ပြေးထွက်သွားပြီတခြားငှက်တွေဟာလည်းပဲမိလို့ရပြေးထွက်သွားကြသူတူဦးတဲ့မိလေကောင်မှကြံရစ်တယ်ဖြစ်တော့သူဟာစဉ်းစားတယ်ဘုရားလောင်းငုံနေရဒီအချိန်မှာအမေမရှိဘူးရှိတယ်ပေါ့အမှန်အန္တရာယ်တွေကိုတားဆီးနိုင်တယ်အဲ့ဒီအမှန်တရားတွေလောကမှာထင်ရှားရှိနေတာဖြစ်သောကြောင့်ငါသည်သစ္စာဆိုပြီးတော့မိဘအန္တရာယ်ကလွတ်အောင်ကြိုးစားမယ်ဘုရားလောင်းဟာဘယ်ဘဝပဲရောက်ရောက်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်။ဘာကြောင့်လဲတရိစ္ဆာန်ပဲဖြစ်တော်လဲပဲအကျင့်ရမယ်။ဒါကြောင့်မလို့ဒီဘဝမှာနော်အသိဉာဏ်ရအောင်ကြိုးစားအထောက်ကြအောင်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတဲ့အခါမှာအမှတ်တမဲ့မနေနဲ့တရားတွေသိအောင်ကြိုးစားသင်လည်းသင်ရမယ်စဉ်းလည်းစဉ်းစားရမယ်အမှတ်တမဲ့နေသွားလို့ရှိရင်ကိုယ်ကောင်းထဲမှာအသိဉာဏ်တွေရောက်လာမှာမဟုတ်ဘူးနော်ဆင်ញင်စဉ်းစားခြင်းဖြင့်သာလေအသိဉာဏ်တွေကိုယ်တဏ္ဍာမှာဖြစ်လာမှာဖြစ်တယ်အခုလိုအချိန်မှာအလွန်အချိန်ကောင်းတဲ့အချိန်ဖြစ်လို့တရားကိုနာယူခြင်းမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုတတ်နိုင်သမျှမှတ်သားခြင်းစဉ်းစားခြင်းဘဝအခြေအနေကိုဆင်ញင်သုံးသပ်ခြင်းဆိုတဲ့ဒီတရားတွေကိုမိမိတို့ရဲ့ရင်ထဲနှလုံးထဲခေါင်းထဲမရောက်ရအောင်ကြိုးစားအထောက်အသိဉာဏ်ဆိုတာပျောက်သွားတာမဟုတ်ဘူးဘယ်ဘဝရောက်ရောက်အသိဉာဏ်ဟာလေးခြင်းတစ်ခုလိုဖြစ်လာတယ်ငုံဘဝရောက်တာတောင်မှပဲစဉ်းစားတတ်လာတယ်အဲ့ဒါလို့စဉ်းစားတတ်တဲ့အနေမှာသူသစ္စာဆိုပုံလေးကရှင်းရှင်းလေးပဲနော်တန္တိပက္ခအပတ္တနာသူ့မှာအတောင်တော့ပေါက်နေပြီဒါပေမဲ့မပြန်နိုင်ဘူးဒါမှတ်တဲ့စကားတန္တိပါဒာအဝိဇ္ဇနာသူ့မှာတခြားငှက်တယ်လို့ခြေတော်နှချောင်းရှိတယ်ဒါပေမဲ့လို့မပြေးလွှားနိုင်ဘူး
မာတာပိတာသနေခန္ဓာအမေအဖေတွေကလည်းသူ့ကိုကယ်တာမဟုတ်ထွက်သွားကြပြီဟောဒီသုံးခေါ်မဲ့သူပြောလိုက်တာနော်အတောင်ရှိပါတယ်မပြန်နိုင်ဘူးခြေထောက်ရှိတယ်မသွားနိုင်ဘူးမိဘနှစ်ပါးလည်းသူ့ကိုဆွန့်ခွာသွားပြီဇာတဝေဒပဋိက္ခမအိုတော်မီသူစီမလာပါနဲ့နောက်ဆုတ်သွားပါလို့ဟောသစ္စာဆိုလိုက်တာဘယ်အရာပဲဖြစ်ဖြစ်မှန်တာပြောပြီးတော့ကိုဖြစ်ချင်တာတခုကိုထုတ်ဖော်တာသစ္စာလို့ခေါ်တယ်အဲ့ဒီသစ္စာရဲ့စွမ်းအားဟာမတ္တမကြီးပါလေကိုယ်ကိုလည်းစမ်းသပ်ကြည့်ငါတို့ဆိုလည်းဖြစ်တယ်ဆိုတာကိုယုံကြည်စိတ်ချစွာနဲ့အမှားမရှိအောင်တော့ဆိုဖို့လိုတယ်ပေါ့ဝေဒာလိပြည်ကကြီးသုံးပါဘေးသုံးပါကြုံတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့ယရဏတုတ်ဆိုတာသစ္စာဆိုတာပဲဘုရားကုံတရားကုံသံဃာကုံတွေကိုအာရုံပြုပြီးသစ္စာဆိုတဲ့နည်းကိုမြတ်စွာဘုရားပေးတယ်အဲ့တော့ပရိတရားတော်တွေဆိုတာမေတ္တာနဲ့သစ္စာကိုအဓိကထားဟောတာပဲဖြစ်တယ်သစ္စာဆိုခြင်းဖြင့်လည်းအန္တရာယ်ကင်းနိုင်တယ်ဆိုတာထင်ရှားတယ်ပေါ့အဲ့ဒါလို့ငုံတော်လေးဟာသစ္စာဆိုလိုက်တဲ့အခါအံ့ဩဖွယ်ရာအရှိန်အဟုန်နဲ့လောင်ကျွမ်းလာတဲ့မိကြီးဟာတခဏလေးအတွင်းငြိမ့်သက်လိုက်သလိုငြိမ့်သွားတယ်အဲ့ဒီငြိမ့်သက်မှုကသူ့တဘွားတံမြမဟုတ်ဗဒ္ဒကဘာဒီရှိတဲ့သူ့ရဲ့အစွမ်းတတ္တိသစ္စာတရားရဲ့စွမ်းအားနဲ့ကဘာတိတဲ့၍မိမလောင်တဲ့နေရာဖြစ်သွားတယ်ဒါအံ့ဩဖွယ်တစ်ခုပဲเนาะကဘာတိတဲ့၍မိမလောင်တဲ့နေရာတစ်ခုဖြစ်သွားတယ်ဟောအဲ့ဒါလိုပဲနောက်တစ်ခုအံ့ဩဖွယ်ရတော့ဘာတော့လို့ဆိုလို့ရှိရင်ရေကန်ကြီးတစ်ခုနားမှာပေါက်နေတဲ့ကျူပင်တွေဟာဒီပြင်ကျူပင်တွေလို့အစ်စ်တွေမပိတ်ဖဲနဲ့နော်ပိုင်လုံးလိုပဲအစအဆုံးတို့ရပေါက်ဖြစ်နေအစ်စ်ပိတ်တာမပါဘူးထူးထူးခြားခြားတခြားကျူပင်တွေဆိုလို့ရှိရင်ဝါလိုပဲအစ်စ်တွေနဲ့ပိတ်ပြီးတော့နေတာအဲ့ဒီရေကန်ကြီးဘေးမှာရှိတဲ့ပေါက်တဲ့ကျူတွေကတော့အဲ့လိုမဟုတ်ပဲနဲ့အစ်စ်မပါပဲနဲ့အခေါင်းကြီးဖြစ်တဲ့ကျူရိုးတွေဒီနေရာမှာမျိုးတစ်မျိုးကျူမျိုးတစ်မျိုးအနေနဲ့ပေါ်ပေါက်ပြီးတော့နေတာပေါ့အဲ့ဒါလည်းပဲမြတ်စွာဘုရားခရီးတိသစ္စာတွေကြွတဲ့အခါမှာတောထဲမှာရှိတဲ့ရေကန်ကြီးအနီးရောက်တဲ့အခါရဟန်းငယ်ရှင်ငယ်တွေကအဲ့ဒီနားကရေကန်ဘေးမှာပေါက်နေတဲ့ကျူပင်တွေမြင်တဲ့အခါမှာကိုရင်လေးတွေကဒီကျူရိုးတွေကိုချိုးပြီးတော့အဘူးတို့ဘာတို့လုံမယ်ဆိုပြီးတော့ကျူရိုးချိုးတယ်ချိုးလိုက်တဲ့ကျူရိုးတွေကအကုန်လုံးဟောင်းလောင်းပေါက်တယ်ပိုက်တယ်လို့ဒိုးရပေါက်တွေဖြစ်နေတော့တခြားကျူတွေနဲ့မတူဘဲနဲ့အစ်စ်မပါပဲအတိတ်ဘဝတုန်းကငါလောက်ခဲ့တဲ့နေရာလို့ဆိုပြီးမြတ်စွာဘုရားထူးဆန်းအောင်ပဲတစ်ခုအနေနဲ့ဟောပြောဆုံးမခဲ့တယ်ဒီဇက်ကနလပါဏဇတ်လို့ခေါ်တယ်အဲ့ဒီနလပါဏဇတ်ဟာဒီ50ထဲမှာ20မြောက်နလပါဏဇတ်မှာအခုလိုထူးခြားတဲ့အစ်စ်မပါတဲ့ကျူပင်မျိုးပေါက်တာဟာလည်းပဲတကဘာလုံးဒီတိုင်းပဲပေါက်မှာပဲဖြစ်တယ်တခြားနေရာမှာဆိုရင်အစ်စ်ပိတ်နေဒီမှာတော့အစ်စ်မပိတ်ဘူးဘာကြောင့်ဖြစ်တယ်ဆိုတော့မြတ်စွာဘုရားရှင်းပြတဲ့အခါမှာငါဟာတဘဝမှာမြောက်ဖြစ်ခဲ့တယ်မြောက်ဖြစ်တဲ့အခါမှာမြောက်ထဲမှာမြောက်ခေါင်းဆောင်အသိဉာဏ်ရှိတဲ့မြောက်ဖြစ်အဲ့ဒါလို့တောထဲမှာရွှေပြောင်းနေထိုင်ကြရင်ကနေပြီးတော့ဘုရားလောင်းမြောက်ကသူ့နောက်လိုက်မြောက်တယ်အတိပေးထားတယ်တောတယ်ဆိုတာသစ်ပင်တွေကလည်းပဲအစိပ်ပင်တွေရှိတတ်တယ်ရေကန်တွေမှာလည်းပဲအမှတ်တမဲ့မစင်ကြနဲ့အန္တရာယ်ရှိတတ်တယ်ဘာပဲဖြစ်ဖြစ်ငါမပြောဘဲနဲ့မလုံးချနဲ့လို့ဆိုရခေါင်းဆောင်ပြီးသားနောက်လိုက်တွေအန္တရာယ်မရောက်အောင်ကြိုတင်ပြီးတော့တတိပေးထားပြီးသွားကြတယ်အဲ့ဒါလို့သွားတဲ့အခါမြောက်တွေဟာရေစာတော့ရေကန်ကြီးတွေ့တဲ့အခါအဲ့ဒီရေကန်မှာဝိုင်းအောင်ပြီးတော့ရေတောက်ချင်ကြသို့တော်လည်းသူတို့ရဲ့ခေါင်းဆောင်မှားထားတဲ့အတိုင်းပဲဒီကန်ထဲကိုရုတ်တရက်မစင်ကြဘူးသူတို့ခေါင်းဆောင်ရောက်လာသည့်ထိအောင်ဆောင်းဆိုင်နေကြတယ်မကြခင်ဘုရားလောင်းရောက်လာတဲ့အခါကျတော့မင်းတို့
ဘယ်လိုလဲအဲ့ဒါသူ့ကိုစောင့်နေပါတယ်ဒီရေကန်နဲ့ရေတောက်ရင်အန္တရာယ်ရှိမရှိသူတို့မသိရသေးလို့စောင့်ဆိုင်နေပါတယ်လို့ဆိုဘုရားလောင်းကအကဲခတ်တယ်ဘယ်ရာပဲဖြစ်ဖြစ်တတိနဲ့ကြည်ထက်တဲ့အလေးထားဘုရားလောင်းနေရဲ့အလေးထားရေကန်ပတ်တယ်ကိုသူလှည့်ကြည့်လိုက်တာနဲ့သူကသိတယ်ရေကန်ကြီးကြည့်လိုက်တဲ့အခါဆင်းတဲ့ခြေရာသာရှိပြီးပြန်တက်လာတဲ့ခြေရာမရှိဘူးဒါအမှတ်တမဲ့မနေတဲ့သဘောပဲနော်ရေကန်ထဲကိုဆင်းသွားတဲ့ခြေရာတွေသာတွေ့တယ်ပြန်တက်လာတဲ့ခြေရာမတွေ့ဘူးမတွေ့သည့်အတွက်ကြောင့်ဒီရေကန်ဟာအန္တရာယ်ရှိတဲ့ရေကန်မင်းတို့မှန်တယ်ချက်ချင်းမစင်ညာနဲ့ဆိုသူကိုယ်တိုင်စူးစမ်းပြီးတော့နေတဲ့အချိန်မြောက်တွေဆင်းနိုးနဲ့စောင့်ဆိုင်နေတဲ့အချိန်ရေကန်ထဲကဒီရေကန်ဆောင်ရက်ခိုက်ပြီးလူကမြောက်တွေကိုဒီတိုင်းတော့ဆင်းမှာမဟုတ်ဘူးဆင်းအောင်သူတို့ကိုသွေးဆောင်မယ်ဆိုပြီးထွက်လာပဲထွက်လာပြီးတော့ရေစားနေတာတောက်ကြပါတော့လားဘာလို့မတောက်ကြတာလဲလို့ဆိုဘုရားလောင်းကသူနဲ့ခေါင်းတည်ပြီးစကားပြောတယ်မင်းဟာဒီရေကန်ဆောင်ဘလူးလားဆိုဟုတ်တယ်ဘလို့ခွင့်ရေးရလဲဆိုရေကန်နဲ့ဆင်းတဲ့တရားမှန်သမျှသူစားပိုင်ခွင့်ရှိတယ်မဆင်းရင်တော့စားပိုင်ခွင့်မရှိဘူးအဲ့ဒါလည်းသိရောဘုရားလောင်းကငါဆင်းလည်းမဆင်းဘူးအားလုံးမြောက်တွေလည်းရေစားနေကြတယ်အားလုံးလည်းရေတောက်စေရမယ်ဆိုပြီးတော့စိတ်ကူးချမ်းစီနော်ခုခေတ်လူတွေဖြော်ရည်ကိုပိုက်ကလေးနဲ့တတ်တော့တာအဲ့ဒီမြောက်စီကရတဲ့ဟာနေမှာပဲပိုက်ကလေးနဲ့တတ်တော့ဖို့အကြံဉာဏ်ရအဲ့တော့ရေကန်ထဲကရေတွေကိုပိုက်ကလေးနဲ့စုပ်တော့ဖို့သူအကြံဉာဏ်ရလာတဲ့အခါအနားနားမှာပေါက်နေတဲ့ကျူပင်တွေကိုနှုတ်ကြည့်တော့စစ်တွေပိတ်နေတဲ့အခါဘုရားလောင်းနေဟာမဖြစ်ဖြစ်အောင်လုပ်လို့ရှိတယ်သူကအဲ့တော့သူ့ရဲ့စွမ်းအားကိုအသုံးချပြီးတော့ကျူရိုးတွေကအစစ်တွေပွင့်ထွက်သွားအောင်လေနဲ့မှုတ်တာတစ်စစ်ချင်းပြုတ်ထွက်သွားတာအဲ့ဒါကျူရိုးဟာဟောင်းလုံးပေါက်ဖြစ်သွားအဲ့ဒါလိုကြံတဲ့မြောက်တွေရောအကုန်လုံးကျူရိုးတွေရအောင်ဒိဋ္ဌံလိုက်တော့ဘုရားလောင်းရဲ့အလိုဆန္ဒဟာအောင်မြင်တော့မြောက်တွေကိုကျူရိုးတရိုးစီပေးပြီးတော့ကမ်းပေါ်မှာထိုင်ပြီးတော့အေးစစ်စစ်ရေကိုစုပ်တော့ကြတယ်ရေထဲမစင်းသည့်အတွက်ကြောင့်ဘလူးကဒီတိုင်းပဲကြည်နေရတယ်သူမပိုင်ဘူးဖြစ်သွားတယ်ပေါ့မစားလိုက်ရဘူးတဲ့အဲ့ဒီမြတ်စွာဘုရားအလောင်းရဲ့ဒီအမွေတရေဆောင်ရွက်မှုဟာတကဘာလုံးအတွက်ကဘာတီတဲ့၍တီရှိတဲ့ဖြစ်ပျက်တစ်ခုဖြစ်လာမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာတောင်မှပဲအဲ့ဒီကျူရိုးဟာအစစ်မပါတဲ့ကျူရိုးတွေဖြစ်ပြီးဆက်လက်ပြီးပေါက်နေခဲ့တယ်အရိဝိတယဘုရားလက်ထက်မှာလည်းပဲဒီကဏ္ဍပေါက်တဲ့ကျူရိုးတွေဟာအစစ်ပါမှာမဟုတ်ဘူးကပ္ပထိထိဗဒ္ဒကဘာဆုံးသည့်ထီအောင်ဒီအံ့ဩဝယ်ဟာတည်ရှိနေမှာဖြစ်တယ်လို့သူတို့ဆိုတယ်နော်ဒါအံ့ဩဝယ်တစ်ခုအဲ့ဒါလို့ကဘာတိတဲ့၍အံ့ဩဝယ်ဟာဖြစ်ပျက်တရားစွမ်းဆောင်မှုတွေကြောင့်ပထမဆုံးကအံ့ဩဝယ်ကတော့လှူမှုတမ်းမှုပုံမှာစွမ်းရည်တတ္တိအပြည့်အဝအလွန်ရဲဝံ့တဲ့တရားစွမ်းအားဒါနပြုလုပ်တဲ့အသက်ဆွန့်ပြီးတော့လှူတဲ့ဒါနကောင်းမှုခုံပြုတဲ့အနေနဲ့လားပေါ်မှာယုံရိပ်ကိုရေးခဲ့တာဖြစ်တယ်ပေါ့ဒုတိယကြတော့သူ့ရဲ့သစ္စာစကားငုံလေးရဲ့သစ္စာစကားနဲ့မိမလောင်တဲ့နေရာတစ်ခုဖြစ်ပေါ်လာခဲ့တယ်အခုရေကန်နားမှာအစစ်မပိတ်တဲ့ကြာပင်တွေပေါက်စေတဲ့စွမ်းရည်တတ္တိတစ်ခုဟာလေတကဘာလုံးတည်မဲ့အံ့ဩဝယ်တစ်ခုဖြစ်ပေါ်လာခဲ့တယ်လောကကြီးမှာအံ့ဩဝယ်ကြီးကြုံတွေ့လာပြီဆိုရင်ဆိုတာရှိတတ်တယ်နော်အဲ့ဒီလိုအံ့ဩဝယ်နေရာမျိုးကို mystery spot လို့ခေါ်တယ်ခုခေတ်နော်အမေရိကန်နိုင်ငံသွားတော့ကဆန်ဟိုဇေးနဲ့ဆန်ဟိုဇေးကနေပြီးတော့တောင်ဘူးလူကျောင်းဘက်ကိုသွားတဲ့အခါမှာလမ်းမှာ mystery spot ဆိုတဲ့နေရာတစ်ခုရှိတယ်အဲရောက်ဘူးတဲ့လူတွေသိလိုက်တယ်အဲ့ဒီ mystery spot ကဘလောက်ထူးဆန်းတော့ဆိုလို့ရှိရင်သူကနေတဲ့ဘက်ကိုဆင်းမသွားပဲနဲ့အနိမ့်ဘက်ကပြန်တက်လာတဲ့သဘောအမြင့်ဘက်ကိုတက်သွားတဲ့ဟာဥပမာတောင်ဆောင်လေးမှာသူကရှိတယ်တောင်ဆောင်လေးမှာ mystery ဆိုတာရှင်းမပြနိုင်တယ်ဘာကြောင့်မှမသိရှင်းမပြနိုင်တဲ့နေရာလေးတခု$6ပေးပြီးတော့အဲ့ထက်ဝင်ကြည့်ရ
ဝင်ကြည့်တဲ့အခါပြင်များလေးကိုဒီစင်ကြီးလျောတင်ထားတယ်တစ်ဖက်ကအနိမ့်တစ်ဖက်ကအမြင့်အဲ့ဒီမှာအနိမ့်နေရာမှာကိုကာကိုလာဘူးကုန်တွေကိုတင်လိုက်လို့ရှိရင်အဲ့ဒီကိုကာကိုလာဘူးကုန်အောက်ကိုကျမသွားဘဲနဲ့အမြင့်ဘက်ကိုသူကသူလိမ့်တက်သွားတယ်ဘာမှမမြင်ရဘူးပမာပြေအလူတွေဆိုသေ6ထာလာအောင်မိခေါအောင်မိလိမ့်မယ်အဲ့ဒီမှာဒီဘူးလေးကအပေါ်မြင့်တက်သွားတယ်ထူဆန်းတာတစ်ခုအထိဖြစ်ခြင်းဖြစ်နေမှာပေါ့နော်အဲ့ဒီမှာသူကရေချိန်နဲ့ချိန်ထားတဲ့ဒီအသားတုံးကြီးတစ်ခုချထားတယ်အဲ့ဒီအသားတုံးကြီးပေါ်မှာကြည့်လိုက်မယ်ဆိုရင်ရေချိန်နဲ့ဟိုဘက်ဒီဘက်ညီးနေအောင်လှုပ်ထားတဲ့အသားတုံးဟိုဘက်ထိပ်ဒီဘက်ထိပ်နှစ်ယောက်တယောက်ကလက်ရဘက်မှာရက်တယ်တယောက်ကလက်ဝဲဘက်မှာရက်တယ်ဓာတ်ပုံရိုက်ကြည့်အမြဲတမ်းလက်ရဘက်လိုက်တဲ့ရက်တဲ့လူကအလူထွားကြီးဖြစ်နေပြီးတော့လက်ဝဲဘက်ကလူဘူးလေးဖြစ်နေမယုံပြောင်းရိုက်ကြည့်ရင်ကိုရက်တဲ့ဘက်ကလက်ရဘက်ကထွားနေပြီးတော့လက်ဝဲဘက်ကပုနေကင်မရာအကြောင်းဖြစ်တာမဟုတ်ဘူးအကြောင်းမပြနိုင်လို့ mystery spot လို့ခေါ်တာအံ့ဩဖွယ်ရာနေရာမျိုးတွေအဲ့ဒါမျိုးလို့ပေါ့အခုလည်းပဲဒီရေကန်နားမှာပေါက်တဲ့ဂျာယိုးတွေဟာအစစ်မပါတာဒါအံ့ဩဖွယ်ကြီးတစ်ခုတခြားနေရာမှာပေါက်လို့ရှိရင်တော့အစစ်တွေပါလာကြတယ်ပေါ့အဲ့ဒါလို့အံ့ဩဖွယ်ရာတွေနောက်ဆုံးအံ့ဩဖွယ်ရာတစ်ခုရှိသေးတယ်အဲ့ဒါတော့အိမ်နဲ့ပတ်သက်လာတယ်အဆောက်အဦနဲ့ပတ်သက်လာတယ်ဒါကတော့950ထဲမှာမရှိဘူးဘယ်မှာရှိတာတော့ဆိုမစ္စည်းမနိကေမစ္စည်းမပဏ္ဏတပါဠိတော်မှာဂတိကာရသုတ်တံဆိုတာကြားဖို့ရတယ်ဂတိကာရဆိုတာဘုရားလောင်းတောထွက်လာတဲ့အခါမှာကြာသင်္ကန်းလာပြီးတော့ကတ်လှူတာကြာသင်္ကန်းဆိုတာခဏိခေတ်ကလို့ကြာရိုးတွေမြင်ပြီးတော့ရက်တဲ့သင်္ကန်းမဟုတ်ဘူးနော်ခဏိခေတ်ကတော့အဲ့ဒါကြာသင်္ကန်းဆိုပြီးတော့ဝတ်လို့လည်းမရပါဘူးလှူတာပစ္စံလည်းနဲတာမဟုတ်ဘူးဝတ်လို့လည်းမရဘူးအဲ့ဒီကြာသင်္ကန်းမျိုးမဟုတ်ဘူးမြတ်စွာဘုရားကိုလှူတဲ့ကြာသင်္ကန်းဆိုတာကဘာဥကာလမှာဗဒ္ဒကဘာမှာကြာဘူးကြီး5ခုပေါ်လာတယ်ကဘာပြုမိုးရွာတဲ့အခါမှာရေအိုင်ကြီးတစ်ခုဖြစ်လာတကဘာလုံးလွှမ်းပြီးတော့နေတဲ့ရေပြင်ကြီးထဲမှာကြာဘူးကြီး5ခုပါလာအဲ့ဒီကြာဘူးကြီးတွေဟာအမှန်တမ်းကြီးမားတဲ့ကြာဘူးကြီးတွေဖြစ်ပြီကြာဘူးထဲမှာပါလာတော့ဆိုယဟန်အသုံးဆောင်ပြိခရာ10ပါးပါလာတယ်ထူးထူးဆန်းဆန်းအဲ့ဒီကြာဘူးတွေကရတဲ့သင်္ကန်းကိုကြာသင်္ကန်းလို့ခေါ်တာနော်အဲ့ဒါကိုသုရဝတ္တပြမဘုံကပြမကြီးတွေကနေကဘာဥကာလလူပြည်ရဲ့အထိမ့်မှတ်ကိုဆင်းပြီးတော့ကြည့်လိုက်တဲ့အခါမှာအာကာသတွေကနော်အဲ့ဒီတုန်းကတောတွေတောင်တွေဆိုတာလည်းဘာတစ်ခုမှမရှိဘူးလူပြည်ဆိုတာလည်းမရှိသေးဘူးရေပြင်ကြီးပြလာအဲ့ဒီရေပြင်ကြီးကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်အခုဗုဒ္ဓဂယာဒေသလောက်မှာအကြာဘူးကြီး5ခုပေါ်လာတာကိုကြည့်တော့ဒီကဘာမှာဘုရား5စုပွင့်မယ်ဆိုတဲ့သင်္ကေတဖော်ပြနော်နှစ်စုပွင့်မဲ့ကဘာဆိုလို့ရှိရင်နှစ်ဖူးပဲတစ်စုပွင့်မဲ့ကဘာဆိုရင်တစ်ဖူးပဲပေါ်တယ်ဗဒ္ဒကဘာမှာတော့ထူးခြားသည့်အတွက်ကြောင့်ကြာဘူးကြီး5ခုပေါ်လာတယ်အဲ့ဒါကိုမြမကြီးတွေကဆင်းပြီးတော့ကြာဘူးကြီး5ခုယူပြီးတော့သူတို့မြမပြေမှာတိမ့်ထားတယ်တိမ့်ထားတော့ဂေါရမမြတ်စွာဘုရားအလောင်းတောထွက်လာတဲ့အခါမှာဂတိကာရဆိုတဲ့မြမကြီးကအနာဂံမြမကြီးဘဝနဲ့ကတ္တဗမြတ်စွာဘုရားလက်ထက်ကတပည့်တကာသုရဝတ္တပြမဘုံမှာရောက်ပြီးတော့ပြမကြီးဖြစ်နေတာဂတိကာရဩရိန္ဒေကြီးဘဝကနေပြီးပြမဖြစ်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီတုန်းကဂေါရမဘုရားအလောင်းကသူနဲ့မိတ်ဆွေဘုရားလောင်းတိုးထွက်လာပြီဆိုရင်အဲ့ဒီကြာဘူးတွေကပြိခရာ10ပါးကိုယူလာပြီးတော့ဘုရားကိုကြာသင်္ကန်းကတ်တယ်လို့သူတို့ဆိုတယ်နော်အဲ့ဒါကြာရိုးမြင်ထားတဲ့ကြာသင်္ကန်းမဟုတ်ဘူးကြာဘူးတွေကရတဲ့ကြာသင်္ကန်းအခုတည်းကကြာဘိုးအိမ်သင်္ကန်းဆိုတာလည်းရှိသေးတယ်ဘာကြာတွေလဲတော့မသိဘူးအဲ့ဒီမှာ
ဒီထူးဆန်းအံ့ဩဖွယ်ဒီတစ်ခုကဘာတော့ဆိုလို့ရှိရင်ဂတိကာရဩရိန္ဒေကြီးနေထိုင်သွားတဲ့အိမ်ဟာသူ့အိမ်ယာဟာခဏထိရှိနေသေးတယ်ပေါ့ဝေကလိန်ကဆိုတဲ့ဏိကုံးရွာကြီးမှာသူ့အိမ်ရှိတယ်သူအလုတ်လုပ်တဲ့အလုတ်ယုံတဲ့အိမ်ကြီးပေါ့အဲ့ဒီနေရာမှာဘယ်တော့မှမိုးမရွာနော်မိုးကွင်းနေတာဘယ်တော့မှမိုးတွေဘလောက်ပဲရွာအဲ့ဒီနေရာမိုးတစ်ပေါက်မှမကြောက်အဲ့ဒါထူးဆန်းအောင်အပွဲတစ်ခုပဲဖြစ်ပျက်ပုံကတော့ဘာကြောင့်လဲလို့ဆိုအဲ့ဒါကတ္တဗမြတ်စွာဘုရားလက်ထက်မှာဖြစ်ပျက်ခဲ့တာကတ္တဗမြတ်စွာဘုရားရဲ့သူဟာတပြည့်တကားအမြဲတမ်းယဉ်နှီးတယ်ကတ္တဗမြတ်စွာဘုရားနဲ့အမြဲတမ်းယဉ်နှီးတယ်တပြည့်တကားကြီးကတ္တဗမြတ်စွာဘုရားကအဖြစ်ပျက်တွေကိုကာသိဘုရင်ကြီးကိုပြန်ပြောထားတဲ့အထဲမှာဒီမှတ်တမ်းလေးပါလာကတ္တဗမြတ်စွာဘုရားဟာပါရဏသီကိုကြွတဲ့အခါမှာပါရဏသီပြည်ရှင်ကိကိဆိုတဲ့ပါရဏသီမင်းကြီးကမြတ်စွာဘုရားကိုဆွမ်းလို့ကြွေးတယ်ဆွမ်းကပ်ပြီးအဲ့ဒီနှစ်မှာပါရဏသီမြို့မှာဝါဆိုဖို့မြတ်စွာဘုရားကိုပင့်တယ်သူပင့်တဲ့အခါမှာကတ္တဗမြတ်စွာဘုရားလက်မခံသူဟာဝါဆိုမယ်လို့လက်ခံထားပြီးသားဖြစ်တယ်ဒါကြောင့်မို့ပါရဏသီကိုဝါမဆိုနိုင်ဘူးလို့မြတ်စွာဘုရားညင်းပဲဒုတိယတစ်ကြိမ်ထပ်ပေးနေမင်းဆိုရာစာဆိုတာသူကမရရအောင်လုပ်ချင်တဲ့စိတ်ဓာတ်ရှိတယ်ကတ္တဗဘုရားကိုဒုတိယတစ်ကြိမ်လျှောက်တယ်ဘုရားဟာဒုတိယကြိမ်နဲ့ညင်းတယ်တတိယတစ်ကြိမ်လျှောက်တယ်တတိယတစ်ကြိမ်နဲ့ညင်းလိုက်တယ်ညင်းလိုက်ပြီးတဲ့အခါဘာပြောတော့ဆိုအရှင်ဘုရားမှာတဲ့တပည့်တော်တဲ့တတ်နိုင်တဲ့တပည့်တော်တဲ့တော်တဲ့တခါရှိလို့လားသူကမင်းကိုနော်သူလောက်ပြုစုနိုင်မဲ့ပုဂ္ဂိုလ်အရှင်ဘုရားမှာရှိလို့လားလို့ဆိုတော့မြတ်စွာဘုရားရှိတာပေါ့တဲ့ဝေကလင်္ကာဆိုတဲ့ဏိကုံးရွာကြီးမှာဂတိကာရဆိုတဲ့ဩရိန္ဒီကြီးဟာငါအပေါ်ငါရဲ့တကယ်ကိုအမြတ်ဆုံးတပည့်ဥပဒကဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားဂတိကာရဩရိန္ဒေကြီးရဲ့အကြောင်းကိုပြောတဲ့အခါမှာဘာတွေပြောတော့ဆိုပထမဆုံးဘုရင်ကြီးဟာအဲ့ဒီအချိန်မှာဟဋ္ဌိသွားမှာပေါ့နော်မြတ်စွာဘုရားမိတ်ရှိလိုက်ပုံအေးဂတိကာရဩရိန္ဒေဥပဒကကြီးဟာအခုလိုသူပင့်တာလက်မခံကောင်းလားလို့ဆိုပြီးတော့စိတ်တူတာမျိုးမဖြစ်ဘူးတဲ့ဘယ်တော့မှခုကိကိဘုရင်ကြီးကဘုရား၃ချိန်ပင့်တာတော့မရလို့သူကစိတ်တူနေတယ်နော်သူပင့်တာလက်မခံရကောင်းလားလို့ဆိုပြီးတော့မြတ်စွာဘုရားပေါ်မှာစိတ်ခုနေတယ်မြတ်စွာဘုရားကသင်မင်းကြီးလို့အခုလို့မကြည်မနှက်တောင်သူမဖြစ်ဘူးတဲ့စိတ်ဓာတ်ဒီလောက်ထိအောင်ကောင်းတယ်ဒါနံပါတ်1အရေးချင်းတစ်ခုဖော်ပြဂတိကာရဩရိန္ဒေကြီးဟာစိတ်မတမ်းမကောင်းတယ်သူလျှောက်ထားလို့မရဘူးဆိုရင်စိတ်တူတာတို့ဒီလိုဘယ်တော့မှမဖြစ်ဘူးစိတ်နှလုံးဖောက်ပြန်သွားတာတို့ဘယ်တော့မှမဖြစ်ဘူးအပြုံးမပြတ်ဘူးဆိုတာမြတ်စွာဘုရားဒါရင်မကဘူးတဲ့ဂတိကာရဩရိန္ဒေကြီးဟာမြတ်စွာဘုရားကိုကိုးကွယ်တယ်တရားကိုကိုးကွယ်တယ်တရဏဂုံ၃ပါးတည်တယ်တဲ့တရဏဂုံ၃ပါးတည်ုံမကဘူး၅ပါးသီလလည်းမြဲတယ်ဒါရင်မကဘူးဂတိကာရဩရိန္ဒေကြီးဟာဘုရားတရားသံဃာအပေါ်မှာအသိဉာဏ်နဲ့ယုံကြည်တဲ့တရားတရားရှိတယ်၅ပါးသီလပေါ်မှာသေတပံတတ္တဆုံးအရိယပုဂ္ဂိုလ်တွေမြတ်နိုးတဲ့အသက်တဲ့တန်မိုးထားပြီးတော့မြတ်နိုးတဲ့စိတ်ရှိတယ်အေးဂတိကာရဩရိန္ဒေကြီးဟာအဲ့ဒါလို့အည်အချင်းနေနဲ့ပြည့်စုံရုံမကသစ္စာ၄ပါးနဲ့ပတ်သက်လာလို့ရှိရင်လုံးဝတန်တရားမရှိဘူးဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာသစ္စာ၄ပါးနဲ့ပတ်သက်လာလို့ရှိရင်လုံးဝတန်တရားကင်းပြီးသစ္စာဉာဏ်ပြည့်ပြည့်ဝဝရှိတယ်ဒါရင်မကဘူးသူဟာကာမဂုဏ်အာယုန်ဒီပေါ်မှာဘယ်တော့မှတတ်မဲ့တဲ့စိတ်မရှိဘူးဗျာပါဒဆိုတဲ့ဒေါသလည်းမရှိဘူးသူဟာဩရမဂိယတန်ရောစဉ်လို့ဆိုတဲ့ကာမဘုံကိုဆွဲချတတ်တဲ့တန်ရောစဉ်မျိုးသူ့မှာလုံးဝမရှိတော့ဘူးဒီဘဝကသိဆုံးလို့ရှိရင်သူဟာအောက်ကိုပြန်လာမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဗြဟ္မပြည်ကိုတက်မဲ့ပုဂ္ဂိုလ်ဖြစ်တယ်
အဲ့ဒီလိုအရေးချင်းနေနဲ့ပြည့်စုံတဲ့ဥပဒကကြီးငါမှရှိတယ်သူ့ကိုငါဂတိပေးခဲ့ပြီးဖြစ်လို့အဲ့ဒီမှာပဲဝါဆုံးမယ်လို့မြတ်စွာဘုရားအဲ့လိုပြောပြီးတော့ဂတိကာရပြမဂတိကာရအိုရင်းတဲ့ကြီးရဲ့ထူးခြားအံ့ဩဖွယ်တွေကိုခုလိုအရေးချင်းနေပြောပြပြီးတဲ့အခါမှာအဖြစ်ဖြစ်ကလေးတွေကိုမြတ်စွာဘုရားဆက်ပြောတယ်ဘလောက်ထိအောင်ဒီဂတိကာရနဲ့ကတ္တဝမြတ်စွာဘုရားတို့ရင်းနှီးကြသလဲလို့ဆိုတရက်တော့ဂတိကာရအိုရင်းတဲ့ကြီးဟာသူကအိုးလုပ်ငန်းနဲ့သက်မွေးရှာတယ်မိဘနှစ်ပါးကမျက်စိနှစ်ကွင်းအလင်းမရဘူးဒါကြောင့်မို့သူကအိုးလုပ်တယ်ဆိုရင်ပေါက်ပြားကင်ပြီးတော့မြေတူးတာမဟုတ်ဘူးတီကောင်နေပဇွန်နေจิตတဲ့จิตစာတွေကိုตาလေးဖဲ့ယူပြီးတော့ပိုးမွားတိရစ္ဆာန်တွေမထိအောင်လုပ်ပြီးတော့အိုးလုပ်တာအဲ့လိုအိုးလုပ်ပြီးအိုးပုတ်တဲ့အခါမှာလည်းပဲတိရစ္ဆာန်တွေမသေးချေပျက်စီးမှုမရှိရအောင်သူဟာဂယုတစိုက်အိုးပုတ်တယ်အိုးလုပ်တဲ့လုပ်ငန်းကိုမတမကျွမ်းကျင်သူလှုပ်ထားတဲ့အိုးလေးတွေကိုအိမ်ရှိမှချထားပြီးဘယ်အိုးကဘလောက်ဘယ်အိုးကဘလောက်ဆိုငွေကြေးနဲ့ရောင်းတာမဟုတ်ဘူးလိုချင်တဲ့လူဟာဘာတာစနစ်ကိုအသုံးပြုတယ်ဘာတာစနစ်ဆိုတာအိုးယူခြင်းဆံကလေးပေးခဲ့ပဲကလေးပေးခဲ့နဲ့ပစ္စည်းချင်းငွေနဲ့ရောင်းတာမဟုတ်ဘူးအဲ့တော့အိုးလိုချင်တဲ့ပုဂ္ဂိုလ်တွေကအိုးလေးယူသွားလိုက်ဆံလေးထားခဲ့ပဲလေးထားခဲ့အဲ့ဒီရတဲ့ဆံလေးပဲလေးနဲ့မိဘနှစ်ပါးကိုကျွေးမွေးတာသူကမိဘနှစ်ပါးကမျက်စိနဲ့ကိုယ်အလင်းမရကြဘူးအဲ့ဒီမှာကတ္တဗမြတ်စွာဘုရားကိုလည်းသူကဆွမ်းကတ်တယ်မနဲ့ဆိုရင်သူ့အလုပ်ကဘာလုပ်တော့မိဘနှစ်ပါးကျွေးမွေးပြီးတော့ကတ္တဗဘုရားကြွလာရင်အစင်းသင်းဖြစ်အောင်ဆွမ်းလောင်းဖို့ဆိုပြီးတော့ဆွမ်းနေဟင်းနေချက်ပြုတ်ပြီးတော့သူကိုယ်တိုင်လှုပ်ကျွေးနေနော်မိသားစုလည်းမရှိဘူးအိမ်အောင်လည်းမပြုတ်ဘူးလူပြိုကြီးပေါ့နော်အဲ့ဒါလို့သူဟာမိဘနှစ်ပါးကိုလှုပ်ကျွေးပြီးတော့တရက်တော့အခုလိုပဲချက်ပြုတ်ပြီးတော့ထားခဲ့တယ်ထားပြီးတော့မြေရှာဖို့ရအတွက်အိုးလုပ်ဖို့ရမြေလိုက်ရှာဒီကျစ်စားတွေပဇွန်ကျစ်စားတွေအလွယ်တကူကောက်ယူလို့ရတဲ့နေရာတွေကိုလိုက်ရှာပြီးတော့မြေကြီးတွေကိုလိုက်စုအဲ့ဒီအချိန်မှာကတ္တဗမြတ်စွာဘုရားသူ့အိမ်ကြွလာပြီးမြတ်စွာဘုရားကသူ့ကိုခေါ်တဲ့အခါအနွေနာမည်နဲ့ခေါ်တယ်ဘဂဝပယ်သွားလေဒီအိမ်ကဘဂဝပယ်သွားလေလို့ပြောတော့မိဘနှစ်ပါးကမျက်စိမမြင်ရဘူးအတန်တော့ကြားတယ်အရှင်ဘုရားတကားတဲ့အိုးလုပ်ဖို့ရမြေသွားရှာတယ်အဲ့တော့အရှင်ဘုရားအတွက်လည်းသူဆွမ်းအိုးထဲမှာဆွမ်းနဲ့ဟင်းနေထားခဲ့ပါတယ်အရှင်ဘုရားယူပြီးတော့ဖုံးပေးပါလို့ဆိုပြီးတော့ကတ္တဗမြတ်စွာဘုရားအိုးတွေလှန်လောပြီးတော့ဖုံးပေးပြီးတော့ကြွသွားတယ်နော်မြတ်စွာဘုရားကိုယ်တိုင်ဒီသူချက်ပြုတ်ထားခဲ့တဲ့ဆွမ်းနေဟင်းတွေကိုဖုံးပေးသွားတယ်မိဖို့ကြောင့်လည်းဝင်ပြီးတော့ဖုံးပေးတာနေမှာပေါ့အဲ့ဒီလိုလှန်လောပြီးကတ္တဗမြတ်စွာဘုရားဖုံးပေးသွားအဲ့ဒီမှာဥရိသေဂတိကာရဥရိသေကြီးပြန်ရောက်လာတဲ့အခါကျတော့အိုးထဲကြည့်လိုက်တော့ထမင်းဟာမရှိတော့ဟင်းနေရလည်းမရှိတော့သူ့အမေတွေလမ်းပြောအမေတို့အဖေတို့ဒီအိုးထဲမှာထမင်းနေဟင်းနေဘယ်ရောက်ကုန်လဲအေးမင်းရဲ့မိတ်ဆွေကတ္တဗဘုရားခေါဏကြွလာတဲ့အဲ့ဒါသူဖုံးမေးသွားတယ်လို့ဆိုတော့ဝမ်းသာလိုက်တာတဲ့သူ့မှာနော်ဝမ်းသာလိုက်တာ15ရက်လာဝဲတိတိနှစ်ပတ်တိတိသူထမင်းမစားဘူးပီတိတွေဖြစ်သူ့မိဘတွေကတော့တပတ်တိတိတဲ့အစာမစားဘဲနဲ့ပီတိတွေဖြစ်နေကြကတ္တဗဘုရားဟာတို့ပေါ်တလောက်ရင်းနှီးတယ်ဆိုပြီးတော့ဝမ်းသာပီတိတွေဖြစ်လာတယ်အဲ့ဒီလိုနေခဲ့တာနောက်တခါလဲဒီလိုပဲထမင်းအုပ်ထဲမှာမယောမုတ်နေနဲ့တွဲဖက်ပြီးတော့စားရမယ့်ဟာတွေထားခဲ့တယ်သူကမြေသွားရှာနေတယ်ကတ္တဗဘုရားကြွလာတယ်ခုနလိုပဲဘဂဝပယ်သွားလဲဆိုအရှင်ဘုရားတကားပြင်သွားတယ်ဗျာအရှင်ဘုရားအတွက်အဲ့ဒီမှာခြံထားတယ်အရှင်ဘုရားဖုံးမိတာသွားပြီးတော့ဆိုကတ္တဗဘုရားအိမ်မော်တက်ပြီးတော့ဖုံးမိသွားတယ်တဲ့အဲ့ဒီမှာဂတိကာရဥရိသေကြီးပြန်လာတဲ့အခါဒီထက်မုတ်နေပဲရောက်ကုန်တော့ဆိုဟာမင်းရဲ့တကား
မင်းရဲ့ဆရာကသဗ္ဗဖရာအကုန်ဖုံးမေးသွားပြီဆိုဝမ်းသာလိုက်တာတဲ့သူ့မှာနှစ်ပတ်တိတိထမင်းမစားနိုင်အဲ့ဒီလိုဝမ်းသာအာရဖြစ်တယ်နောက်တစ်ခါကျတော့ဘာဖြစ်တုံးဆိုသူ့ရဲ့အလုတ်ယုံအာဝေဒနာဆိုသူအိုးလုတ်တဲ့အလုတ်ယုံတက်ကဲမိုးထားတာကသဗ္ဗဖရာကတရက်တော့မိုးရတဲ့အခါမှာဖရာသရင်သုံးတဲ့အကြောင်းကလည်းတက်ကဲမိုးချုံဓမ္မရဲ့ကြည့်မိုးမလို့မိုးယုံနေတော့ယဟန်တွေကိုပြောတာယဟန်တို့သွားကြဂတိကာရအိမ်မှာသွားပြီးတော့တက်ကဲသွားတောင်းညာလူခံညာဆိုတော့ယဟန်တွေကလာကြလာတဲ့အခါမှာဟိုကဂတိကာရတောသွားနေတဲ့ချိန်မျက်စိနဲ့ကွယ်လင်းမရတဲ့မိဘနှစ်ပါးပဲရှိဆိုတော့အရှင်ဘုရားတဲ့တက်ကဲမရှိဘူးတဲ့သူ့အိမ်မှာယဟန်တွေကအကြောင်းပြန်တယ်ကဲမရှိရင်သူ့တဲဘောကတက်ကဲတွေဖြုတ်ခဲ့ကွာအိမ်မိုးဘော်ဟာတွေကိုခွာယူသွားတာအကုန်လုံးယဟန်တွေကနော်အိုးလုံးတဲ့တဲကြီးဘော်ဒီအမိုးတွေတက်ကဲတွေအကုန်ဖြုတ်တော့မျက်စိနဲ့ကွယ်လင်းမရတဲ့မိဘတို့ဟဲ့ဘသူတွေတုံးအမိုးတွေဖြက်နေတာဘသူတွေတုံးဆိုကသဗ္ဗဘုရားရဲ့တပည့်ယဟန်နေပါလို့ဆိုယူကြပါဆိုပြီးတော့မိဘနှစ်ပါးလည်းလူကျင့်တတ်တယ်ပြန်ရောက်လာတဲ့အခါအိမ်ကဟောင်းလောင်းဖြစ်နေအဂတိကာရအမိုးတွေဘသူယူကုန်တာတော့ဆိုရင်ကသဗ္ဗဘုရားအကြောင်းမိုးမလုံလို့တဲ့ဒီကတက်ကယ်တွေဖြုတ်ယူသွားကြလေရဲ့ဆိုဝန္တာလိုက်တာတဲ့သူမှာဝန္တာလိုက်တာနှစ်ပတ်တိတိသူဟာအမတန်ဝမ်းသာတယ်အဲ့ဒီချိန်ကနေစပြီးတော့မိုးရွာတိုင်းသူ့အိမ်ဟာဘယ်တော့မှမိုးရွာတယ်မရှိတော့မိုးပေါက်လည်းတစ်ပေါက်မှမကြဘူးတဲ့အဲ့ဒီအဖြစ်ပြက်နော်ငုံချူအိမ်လဆိုငုံမင်းသစ္စာဆိုသွားတဲ့နေရာကျူယူအစ်စ်မပါတဲ့ရေကန်ဘေးမှာပေါက်တဲ့ကျူပင်နေငုံချူနော်အိမ်ဆိုတာဂတိကာရရဲ့နေတဲ့အိမ်လဆိုတာယုံတစိတ်ခန့်နိုင်ထားတဲ့လတကဘာလုံးထီးတဲ့ဗဒ္ဒကဘာမှာကဘာတည်တဲ့၍တီးနေတဲ့အမှတ်တစိတ်ထူးခြားအောင်ပွဲကြီး၄ရပ်ဆိုတာစာပေကျမ်းကနေမှမှတ်တမ်းတင်ထားတာဖြစ်ပါတယ်အဲဒီလိုထူးခြားအောင်ပွဲရာတွေကဘာတည်တယ်လို့ပဲအခုဒီနှစ်ပေါင်း100ပြည့်လာပြီဖြစ်တယ်ဝိပဿနာကဏ္ဍယုံကမ္မထမ်းတိုက်ကြီးဟာလည်းပဲကဘာတည်တဲ့၍တီလာနိုင်ပါစေလို့မေတ္တာသစ္စာဆိုချရမှာဖြစ်တယ်ဒီလိုတီမဒီနေရာဒီဌာနရဲ့အကျိုးပြုတဲ့ဘုန်းကြီးတို့တွေဒီနေရာမှာနေရင်ကနေပရိယတ္တိစာပေတွေသင်ယူသွားကြရတယ်ကမ္မထမ်းဘာဝနာတွေပွားများအထောက်ကြဘလို့အကျိုးတွေရသွားတယ်လေစကိုင်းတောင်ရုံမှာနေခြင်းကြောင့်ရရှိတဲ့အကျိုးကဘာလို့ဆိုခဏိထီအောင်လူရှုပ်ဆိုရင်မကြိုက်တဲ့အနေအထားမျိုးဟာဒီကရတဲ့သတိတည်သွားတဲ့အရာသာဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်ဒီကြောင့်မှနေတော့မှဆိုလို့ရှိရင်တိတ်ဆိတ်ငြိမ်သက်ပြီးတော့နေရတယ်။နေ့ဆိုရင်ရှင်းတာငှက်တန်လေးပဲကြား။ဘာသာမှမကြောက်။အဲ့ဒီတော့ဆိုလို့ရှိရင်ညမှာဆိုရင်ကျတစ်တွေဟောက်တဲ့အတန်လေးကြားရတယ်။ကြောင်ပိုက်တန်လေးကြားရတယ်။တကယ်တော့ခေါင်နေတဲ့အချိန်ခဏိခေတ်မှာတော့လေပုံပြောင်းသွားပြီပေါ့စကိုင်းတော်ရိုးကကာသန်နေနဲ့ဆူးနေပြီပေါ့ဟိုရှိရခင်တော့ကုံကြောင်တက်ကုံကြောင်ဆင်းလူတယောက်သွားလာတဲ့လမ်းလိမ့်နဲ့တည်းပဲရှိတယ်ညနေမောင်မြည်ပြိုးပြီးဆိုရင်မထွက်ရဲဘူးချက်တစ်တွေရှိတယ်အဲ့ဒါလို့အခြေအနေမျိုးဒီလိုတိတ်ဆိတ်ငြိမ်သက်စွာဒီချောင်းမှာနေတော့ကနေ12နာရီဆိုလို့ရှိရင်စကားမပြောရတော့ဘူးညနေ3နာရီခေါင်းလောင်းထိုးစကားဖွင့်တော့မှပဲစကားပြောရအဲ့ဒီအလေးကျင့်ဟာခဏိထီအောင်ဒီရရှိနေတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီကြောင့်ကရလိုက်တဲ့မျိုးစေ့တွေကြောင့်စာပေကျမ်းဂန်ကြည့်ဖြစ်တယ်ငယ်ငယ်တုန်းကတည်းက950ဒီဖတ်ခဲ့ဘူးတဲ့အကုန်လုံးစာဥစ္စာရန်ကလည်းလွန်ပေါ်တယ်ဒါကြောင့်မို့ဒီကြောင့်ကရလိုက်တဲ့အကျိုးမြတ်တွေဒီမှာနေရင်ကရလိုက်တဲ့အကျိုးမြတ်တွေဟာတန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်လို့ဒီကြောင့်ကြီးကကဘာတည်တည်တီးပါစေနှစ်100ကနေ200 400 500 1000ထိမကကဘာတည်တည်တီးပါစေလို့ဆုတောင်းရမယ်အနေအထားမျိုးဖြစ်တယ်ဒီလိုတည်ရှိမှသာလေလောကသားတွေရဲ့အကျိုးသူတော်ကောင်းတွေရဲ့အကျိုးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်
တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ကဘာတည်တည်၍တီးလာတဲ့ထူးခြားအံ့ဩဖွယ်၄ရပ်ကိုမှတ်သားချပြီးတော့မိမိတို့တွေလည်းပဲထူးခြားအံ့ဩဖွယ်ကောင်းတဲ့အခြေအနေတွေကိုမိမိတို့ဘဝမှာကိုယ်တိုင်ကြုံတွေ့ဖို့ကိုယ်တိုင်ထူးခြားအံ့ဩဖွယ်ကောင်းလာတဲ့တတ္တသီလသုတ္တစာကပညာဆိုတဲ့အရည်အချင်းတွေရရှိအောင်တို့တွေကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာသိရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသိရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပုဟူသမျှတို့ကြာပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောက်ပြီးမရောက်အောင်ပဲပြောက်အကုန်သည်ဟွန်တူစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲกว่าနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိယောကိလေသာဟုပုခတ်သိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း